စိုင်းတဲ့နေရာတဲ့အရသာတဲ့ decoration တဲ့ခန်းစားနေတယ်ဆိုရင်ကျွန်တော်တို့မန္တလေးပြုံးလွယ်လာချို့တက်လက်အနည်းစခန့်မန္တလေးပြုံးလွယ်တက်လက်ပေးရ white တန်တမင်းပုံစံလေး1000ဆိုဆိုင်ကိုကြော်လန့်ခဲ့ပါလို့ဖိတ်ခေါ်ပြရစေလေးရတော့ကျွန်တော်တို့မန္တလေးပြုံးလွယ်လာချိုးတက်လက်ဒီစကန်ပြုံးလွယ်ဖြစ်ပါတယ်တိုင်းတဲ့နေရာတဲ့ရတာတဲ့များပြဿနာနေဆိုရင်ကျွန်တော်တို့ white ချက်တမင်းပုံစားနဲ့ဆက်ကောက်စဆိုင်လေးကိုလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်မုံဝါဆိုင်ခွဲလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မုံဝါလာဖို့နဲ့ဆိုင်ခွဲလေးဖြစ်ပါတယ်လက်ရှိရိုက်ပြနေတဲ့ဆိုင်ခွဲပွဲလေးကတော့ကျွန်တော်တို့ white နနက်စာရှမ်းသမင်းဟဲ့မာလာမောက်ထွိုက်ရှမ်းခောက်တဲ့ပုံသားတစ်ခါပြင်အကေဆုံးကြီးဦးဆိုင်လေးဖြစ်ပါတယ်။၎င်းဆိုင်မှာကျွန်တော်တို့နနက်စာနေ့လယ်စာညနေစာဆိုပြီးတော့စားရန်မီနူး၃မျိုးရှိပါတယ်။ဘုံဝပေးစားပြတဲ့ဖြူတွေကရတာတဲ့နေရာတဲ့ operation တဲ့ visa လို့ရှင်းတဲ့ပြတဲ့လာရောက်ဖို့တက်တော်တဲ့ဆိုင်လေးဖြစ်ပါတယ်ပေါ့နော်ဒီဆိုင်ပုံပွဲလေးကတော့ကျွန်တော်တို့ white ချက်ထမင်းပုံသားနဲ့ချက်ကောက်ပွဲဆိုင်လေးဖြစ်ပါတယ်ပုံသားနဲ့ကျွန်တော်တို့ချောင်းကောက်ဆိုဆိုင်လေးကိုလာအားပေးနေတယ်ဆိုရင်ကျွန်တော်တို့မန္တလေးလာရှိုးတက်လမ်းမေးမြေစကန်မျိုးတွေမှာရောက်ချဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်ဒီဆိုင်မှာကျွန်တော်တို့နနက်စာနေ့လယ်စာညနေစာဆိုပြီးတော့မီနူး၃မျိုးဖြင့်ရောက်ချပေးနေတာဖြစ်ပါတယ်ပြည်တကြနဲ့ကျွန်တော်တို့မွန်ဝါပြည်တများဒါရောအပြည်တော်ဆိုင်လေးဖြစ်ပါတယ်နေရာတဲ့ဆိုင်တဲ့ရတာတဲ့ဒီဆက်လို့လာပြွဲ white ရှမ်းမင်းပုံသားနဲ့ဆက်ကောက်တဲ့ဆိုင်လေးကိုလာရောက်အားပေးဖို့ရဖိတ်ခေါ်ရပါတယ်ခင်ဗျာ white ရှမ်းမင်းပုံသားနဲ့ဆက်ကောက်တဲ့ဆိုင်ကိုလာအားပေးနေဆိုရင်ကျွန်တော်တို့မန္တလေးလာရှိုးတက်လမ်းပြီးဒီစကားပြုံးလွင်ဖြစ်ပါတယ်ကျွန်တော်၎င်းဆိုင်ကိုဆက်သွယ်ရဖုန်းနံပါတ်ကတော့3993835530ဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ white ရှမ်းသမင်းပုံစံလေးရှောက်ခောက်သွဲဆိုင်ဖွင့်ပွဲလေးပြင်ဆက်ပေးနေတာဖြစ်ပါတယ်ဆက်ကောက်ဆိုင်မှာကျွန်တော်တို့တာဟင်းတစ်မျိုးတီးရွတစ်မျိုးနဲ့သမင်းပုံသားဆိုရင်တစ်ပေါင်းချက်နောက်ထပ်ပြီးမှဖြစ်ပါတယ်ကျွန်တော်ရဲ့လက်စမှုမှာပဲ